ဒါအပြင်ကျွန်တော်တို့ဒီဘယ်စကင်လေးကိုပေါက်နိုင်ချေရှိလဲဆိုတာပေါ့တခါတည်းပြော့သွားပြီမှာပေါ့နော်ပြောမယ်ဆိုဘယ်ပင်ကိုနံပါတ်ကဘယ်စကင်ပေါက်မလဲဆိုတာပေါ့လိုက်ကြည့်ရအောင်ဗျဗီဒီယိုလေးမစခင်ခုချိန်ကြောင်းတက်ပြီးတော့ဆော်မဝဲဖြေးနေတဲ့ညုတ်ကီတွေပါတယ်ဆိုရင်တော့ဆော်မဝဲကိုကောင်းကောင်းမွန်ဖြေးနိုင်ကြပါစေလို့ကျွန်တော်တို့ဇော်ဂျီဂိမ်းမင်းကနေပြီးတော့စုမကောင်တောင်းပေးလိုက်ပါတယ်ဘင်ကိုပတ်တန်နဲ့ရင်မပြောခင်ကျွန်တော်တို့တွေဘင်ကိုပတ်တန်နံပါတ်ကိုသိထားရမယ်ဗျโอเคဒီနားမှာကျွန်တော်တို့ဘင်ကိုကြမယ်ဆိုရင်1 2 3ဒါမျိုးအစင်းလိုက်တိုင်း9တီရှိမယ်ဗျဒါလေးကိုကျွန်တော်တို့တွေတစ်ချက်မှတ်ပေးထားရမယ်ပေါ့နော်โอเคမှတ်ပေးထားလို့ရှိရင်သွားမယ်ဗျကျွန်တော်ရဲ့ဘင်ကိုနံပါတ်ဆိုရင်9ရဲ့3ရဲ့ပေါ့နော်93ပြီးတော့ကျွန်တော်ဒီဘက်မှာ9ကြတယ်ပေါ့နော်935ဒါသားတို့နားလေအောင်ဒါကျွန်တော်သေချာလေးပြပေးထားပါတော့ကျွန်တော်ဘင်ကိုနံပါတ်ဆိုရင်935โอเคဒါဆိုလို့ရှိရင်ကျွန်တော်တို့တွေဘာသာလို့လဲဒါလေးသိပြီဆိုတော့ဘင်ကိုပတ်တန်လေးကိုတွားလိုက်ကြရအောင်ဗျအရင်ဆုံး1နဲ့စားတဲ့ဘင်ကိုပတ်တန်လေးတွားမယ်ဗျโอเคဒါဆိုလို့ရှိရင်ဘာသာတို့တစ်ချက်ကြည့်လိုက်ပေါ့နော်12463ဒါဆိုရင်ကျွန်တော်တို့တွေ draw 50ထိသွားမယ်ပေါ့နော်ခုချိန်မှာဘာသာတို့က1နဲ့ကြာထားလား1နဲ့ကြာထားလို့ရှိရင်12463ဘာညာပေါ့နော်အမ1နဲ့59တွေ1နဲ့63တွေ1နဲ့ခွန်လေး1နဲ့ခွန်53 132 134ကျွန်တော်ပါဇက်ကတော့အောမနေတော့ဗျကျွန်တော်မောလို့မှုပေါ့နော်ဘာသာဟုတ်ပဲဒီတိုက်ပွဲတခြားလေးကြည့်လိုက်ဗျ1နဲ့စတဲ့ကျွန်တော်တို့တွေအချိန်30နဲ့ရမယ် draw ပတ်တန်က132ရဲ့1ခွန်4ရဲ့195ရဲ့ပေါ့နော်အဲ့ဒါကြောင့်ကျွန်တော်အချိန်30နဲ့ရမယ် draw ပတ်တန်4တွေဗျဝေးဒါကတော့ကျွန်တော်တို့တွေဘင်ကွန်နံပါတ်1နဲ့စတဲ့လူတွေအတွက်ပေါ့နော်ဒါ1နဲ့စတဲ့လူတွေပြီးပြီဆိုတော့ကျွန်တော်2နဲ့စတဲ့လူတွေထပ်ပြီးတော့တွားလိုက်ကြရအောင်ဗျโอเคဒီမှာဆိုလို့ရှိရင်လည်းကျွန်တော်တို့တွေ213တွေ231တွေ258တွေပေါ့2နဲ့စတဲ့လူတွေတော်တော်များများအချိန်30နဲ့တွားတဲ့ဟာတော်တော်များများကြီးကိုပါတယ်ပေါ့နော်အဲ့ဒါကြောင့်မို့2နဲ့စတဲ့လူတွေအတွက်ဆိုရင်တော့ဝမ်းသာစရာဗျကျွန်တော်တို့အချိန်30နဲ့ပေါက်တဲ့ဘင်ကွန်နံပါတ်တွေတော်တော်များတယ်ဗျဘင်ကွန်နံပါတ်2နဲ့စတဲ့လူတွေဆိုရင်တော့ဒါလေးကိုတေချာပေါက်ကြည့်ပေါ့နော်ကျွန်တော်ကတော့9နဲ့စတာဆိုတော့နောက်ဆုံးမှာပဲကျွန်တော်ဘင်ကွန်နံပါတ်ကျွန်တော်ကြည့်တော့မယ်ဗျဒါတော့2နဲ့စတဲ့လူကတော့ဘာသာတို့အရင်ကြည့်လိုက်ဗျโอเคတေချာသွားအောင်လို့ဘာသာအနေနဲ့စကွန်ရှော်လေးတွေပါလေးရိုက်ထိုင်နေပိုးကောင်းတယ်ပေါ့နော်ဒါကျွန်တော်တို့2026ရဲ့လုံးဝကိုတေချာတယ်ပေါ့နော်ဘင်ကွန်နံပါတ်လေးပဲကျွန်တော်ကိုယ်တိုင်မရရအောင်ရှားပြီးတော့လုပ်ပေးထားတာပဲဖြစ်ပါတယ်ဗျဒါတော့2နဲ့စားတဲ့လူတွေအတွက်ပေါ့နော်โอเคကျွန်တော်အဆုံးကြမှာပေါ့နော်ဘယ်ဘင်ကွန်နံပါတ်ကဘယ်ဟီးရိုးကိုပေးမလဲဘယ်စကင်ကိုပေးမလဲဆိုတော့ပြောပြသွားပေးမယ်လောလောဆယ်တော့ဒါကျွန်တော်တို့တွေ2နဲ့စားတဲ့ဘင်ကွန်ပတ်တန်တွေသိပြီဆိုတော့3နဲ့စားတဲ့ဘင်ကွန်ပတ်တန်လေးကိုထပ်ကြည့်အောင်ဗျ2026အတွက်3နဲ့စားတဲ့ဘင်ကွန်ပတ်တန်လေးကတော့တော်တော်လေးကိုနည်းတယ်လို့ပြောလို့ရတယ်ပေါ့နော်ဒါပေမဲ့ကျွန်တော်3နဲ့ဆိုကျွန်တော် draw 30တဲ့နဲ့သွားမှာဗျ3နဲ့35ခွန်3ခွန်ကကျွန်တော်တို့တော်တော်ကောင်းတယ်ဗျအဲ့နံပါတ်လေးတွေအဲ့နံပါတ်ကြပါသေးစူတောင်းပေါ့နော်draw 40တွေလည်းတော်တော်များတာကိုတွေ့ရတယ်ဗျdraw 40နဲ့ရတယ်ဆိုရင်လည်းမဆိုးလို့ပြောလို့ရတယ်ပေါ့ဗျာတွေ့ဒါတော့ကျွန်တော်3နဲ့စတဲ့လူတွေပေါ့နော်ဘင်ကိုနံပါတ်3နဲ့စတဲ့လူတွေတခြားလေးကြည့်ထားပါဗျ